လေလံကားစိုက်ကယ်တွေကဝယ်ရတာတကယ်ဈေးသက်သာတာလားပြန်ရောက်ရင်ရောအမြဲရနိုင်လားဆိုတာတော်တော်များများသိချင်ကြပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်လေ့လာရသလောက် sharing ပြန်လုပ်ပေးချင်ပါတယ်လေလံကားစိုက်ကယ်အများစုကဝယ်ရတာတန်ကြပါတယ်ဥပမာအနေနဲ့တသိန်းတန်ကားစိုက်ကယ်ကိုလေလံမှာ6000ဝန်းကျင်နဲ့စဖွင့်တာများပါတယ်လေလံလိုက်ကြရင်8000ဝန်းကျင်မှာလေလံအောင်သွားပြီမဲ့နောက်ထပ်လေလံကိုပေးရတဲ့ processing fee အခွန်နဲ့အခြားကုန်ကျစရိတ်တွေပါထပ်ပေါင်းလိုက်ရင်9000ဝန်းကျင်အပီစီကျတင်သွားနိုင်ပါတယ်အဲ့ဒါဆိုတော့လေလံကဝယ်ရတာမှာ5 to 10% လောက်တက်တာနိုင်ပါတယ်ဒါကတော့အကြမ်းမြင့်အနေနဲ့ပြောတာဖြစ်ပြီးဒီထက်ပိုတက်တာရင်လည်းတက်တာနိုင်တယ်လို့ပိုကုန်ကျသွားတာလည်းဖြစ်နိုင်ပါတယ်ဝယ်စည်းချင်သူတွေအတွက်ဆိုရင်လေလံမှာဝယ်ရတာဈေးတက်တာနိုင်ခြင်းများပါတယ်တခါတည်းစီလို့ရတဲ့ကားစိုက်ကယ်တွေရှိနိုင်တယ်လို့ပြန်လည်ပြုပြင်ပြီးမှစီလို့ရတဲ့ကားစိုက်ကယ်တွေလည်းရှိတတ်ပါတယ်အဲဒါဆိုတော့လေလံကဝယ်ယူပြီးအသုံးပြုမယ်ဆိုရင်မိတ်ဆွေတို့အတွက်ဝယ်ယူရေးတက်တာနိုင်ခြင်းပိုများပါတယ်မရောလို့ချင်သူတွေအတွက်ကြတော့လေလံကဝယ်ယူပြီးပြန်ရောင်းချင်တယ်ဆိုရင်ချိန်ပေးပြီးနေ့စဉ်သွားလာနေမှသာဈေးချောင်းတဲ့ကားစိုက်ကယ်ကိုရနိုင်ပြီးပြန်ရောင်းတဲ့ချိန်မှာ profit ရနိုင်မှာပါဝယ်ရောင်းလို့ဖို့အတွက်ကလည်းထိုင်းနိုင်ငံရဲ့ကားစိုက်ကယ်ဈေးကွက်ကိုတေချာလေ့လာပြီးမှသာဝယ်ရောင်းလုပ်တင်ပါတယ်အချင်းချုပ်ပြောရရင်ဝယ်စည်းချင်သူတွေအတွက်လေလံကကောင်းမွန်တဲ့ option တစ်ခုဖြစ်ပေမဲ့ဝယ်ရောင်းလုပ်ချင်သူတွေအတွက်ကြာတေချာလေ့လာသုံးသပ်ပြီးအချိန်ပေးနိုင်မှသာအများရနိုင်ခြေပိုများပါတယ်ကားစိုက်ကယ်ဝယ်ယူဖို့လေလံဆွဲဖို့အတွက်ဝန်ဆောင်မှုလိုအပ်ပါကရှောင်း H Auto ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ